TikTok မှာစနစ်တကျဗီဒီယိုဘယ်လိုတင်မလဲ Okay ကျွန်တော် TikTok ထဲဝင်လာမယ် PSG လား Arsenal ဒီမမရဦးမေရပါ ကျွန် ဦး တော်ဒီမှာအပေါင်းလေးနှိပ်မယ် PSG လား Arsenal လား ပြီးရင်ဗီဒီယိုထဲဖို့ဘယ်ဘက်အောက်ဆုံးက၄ထောက်ကွက်လေးကိုနှိပ်မယ် Okay ဒီနေရာမှာဗီဒီယိုတစ်ပုတ်ရွေးမယ်ပြီး next ကိုနှိပ်မယ် Okay ပြီးရင် next ကိုပဲနှိပ်မယ်ဒီနေရာမှာဘယ်လိုမျိုးစာလန်ထုတ်မလဲ Okay ကျွန်တော်တို့ရဲ့ဗီဒီယိုမှာဒီမှာ add description မှာလည်းဒါကိုဗီဒီယိုနဲ့တက်ဆိုင်တဲ့အကြောင်းအရာတွေကိုပဲရေးမယ်ကျွန်တော်တို့ဒီမှာ VM မှာစာလန်ထိုနီဆိုပြီးတော့ရေးမယ် VM မှာစာလန်ထိုနီပြီးရင်ဒီမှာ hashtag ဆိုတာရှိတယ် hashtag ကိုလည်းဒါကိုဗီဒီယိုနဲ့တက်ဆိုင်တဲ့ hashtag ကိုပဲထည့်ပါဗီဒီယိုတစ်ပုဒ်မှာဆိုရင် hashtag က9ခုလောက်ထည့်လို့ရတယ် Okay ကျွန်တော်ဒီမှာ VM မှာစာလန်ထိုနီဆိုပြီးတော့ထည့်မယ် Okay နောက်တစ်ခုထည့်မယ်video editing ပေါ့နော် video editing Okay နောက်တစ်ခုထည့်မယ်VN video editor ပေါ့နော်အဲ့လိုမျိုးကိုဗီဒီယိုနဲ့တက်ဆိုင်တဲ့ hashtag တွေကိုပဲထည့်မယ် hashtag ထည့်ပြီးရင် Okay ဒီမှာ mention ဆိုတာရှိတယ်mention ဆိုတာကဒီမှာ people ဆိုတာကကိုအကောင့်တွေကရှိတဲ့လူတွေကိုဒါ mention လုပ်တာ Okay ဒီမှာညာဘက်မှာဆိုရင်လည်းဗီဒီယိုမှာဆိုရင်ဒါဆိုရင်ကိုအကောင့်ထဲမှာတင်ထားတဲ့ဗီဒီယိုတွေကို mention လုပ်တာကျွန်တော်တော့ mention မလုပ်တော့ဘူးအမြောက်ကိုနှိပ်ပြီးထွက်လိုက်မယ်โอเคပြီးရင်ကျွန်တော်တို့ attack cover ဆိုတာလေးကိုနှိပ်မယ်โอเคဒီနေရာမှာတော့ကျွန်တော်တို့ရဲ့ဗီဒီယိုရဲ့ cover ကိုပြင်ဆင်ရမှာပဲဖြစ်ပါတယ်โอเคကျွန်တော်တို့မှာအနည်းအောင်အတုံးလေးကိုကျွန်တော်တို့ရွှေ့လိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ရဲ့ဗီဒီယိုတွေကဘယ်အပိုင်းကို cover ဖြစ်ထားချင်တာလဲဒါကိုကြိုက်တဲ့တက်ရထားလို့ရတယ်ပေါ့နော်โอเคကျွန်တော်တို့ဒီမှာထားလိုက်မယ်โอเคဗီဒီယိုရဲ့အပိုင်းလေးကိုဒါ cover ဖြစ်မထားချင်ဘူးဆိုရင်ဒီမှာညာဘက်ခြမ်းမှာ upload ဆိုတာရှိတယ်โอเคဒီ upload ဆိုတာလေးကိုနှိပ်ပြလိုက်မယ်โอเค upload ကိုနှိပ်လိုက်ရင်ဒါကျွန်တော်တို့ gallery ထဲကဒါပုံတွေကို cover ဖြစ်ထားလို့ရတယ်โอเคဟိုအောက်ဆုံးမှာဆိုရင်ဒါဗီဒီယိုကိုခေါင်းစဉ်တက်ဖို့ဒါပုံစံအမျိုးမျိုးရှိတယ်ပေါ့နော်ဒီမှာ TikTok ကနေလောက်တာပြီးတဲ့ပုံစံအများကြီးရှိတယ်ကိုကြိုက်နေတဲ့ပုံစံတုံးလို့ရတယ်ကျွန်တော်ကတော့ဒီအရှိဆုံးကဒုတိယမြောက်နေရာကပုံစံကိုတုံးလိုက်မယ်โอเคကျွန်တော်ဒီမှာခေါင်းစဉ်တက်မယ်ကျွန်တော်ကတော့ဒါ VM မှာစာလန်ထိုနီဆိုပြီးတော့တက်မယ် VM မှာစာလန်ထိုနီโอเคဒီစာတန်းကိုဒါကြီးလို့လည်းရတယ်ပေါ့နော်โอเคကြီးလို့လည်းရတယ်ဒါတေးလို့လည်းရတယ်โอเคပြီးရင်အပေါ်ကိုလည်းရွှေ့လို့ရမယ်ဒီအောက်ဘက်ကိုလည်းပြန်ရွှေ့လို့ရတယ်โอเคအကောင်းဆုံးတော့အလယ်မှာထားတာအကောင်းဆုံးပေါ့နော်โอเคပြီးပြီဆိုရင် shift ကိုနှိပ်ပြလိုက်မယ်โอเคပြီးရင်ကျွန်တော်တို့ဒီမှာ everyone can view this book ကိုနှိပ်မယ်ဒီမှာ everyone ဖြစ်နေမှာရမယ်ပေါ့နော်အဲ့မှာလူတိုင်းမြင်ရမှာโอเคပြီးโอเคပြီးရင်ကျွန်တော်တို့ more option ကိုနှိပ်မယ်အပေါ်ဆုံးက along comments ကိုကျွန်တော်တို့ဖွင့်ထားမှာပဲကျွန်တော်တို့ရဲ့ဗီဒီယိုကိုလူတွေက comment ပေးလို့ရမယ်โอเคပိတ်တိုင်းတော့ comment မှလို့မရဘူးအဲ့တော့ကျွန်တော်တို့ဖွင့်ထားလိုက်မယ်โอเคပြီးရင်ဒီမှာ AI generate content ကိုဗီဒီယိုက AI နဲ့ဖန်တီးထားတယ်ဆိုရင်တော့အဲ့ဒါကိုဖွင့်ထားပေးရမယ်โอเค AI နဲ့မဟုတ်ဆိုတော့ပိတ်ထားပေးရမယ်ပေါ့နော်ကျွန်တော်တော့ဒါပိတ်ထားမယ်ကျွန်တော်ဗီဒီယိုက AI နဲ့မဟုတ်လို့ပေါ့နော်
ပြီးရင် auto chat sound copyright အဲ့ဒါကိုတော့ဖွင့်ထားမှပဲရမယ်ဖွင့်ထားမှပဲကိုဗီဒီယိုမှာ copyright ညမညဒါသိမှာပေါ့နော်ပြီးရင် allow high quality uploads ဒီခလောက်တော့ဒါဗီဒီယိုတင်တိုင်းအမြဲဖွင့်ထားပေးရမယ်အဲ့ဒါမှပဲကျွန်တော်တို့ရဲ့ဗီဒီယိုက quality ကောင်းပါပေါ့နော် okay အောက်မှာ save to device အဲ့ဒါကပြီးရင် save to device save to device ဆိုတာကကျွန်တော်တို့ရဲ့ဗီဒီယိုကို TikTok မှာတင်လိုက်ပြီဆိုရင်အဲ့ဗီဒီယိုကိုကျွန်တော်တို့ရဲ့ဖုန်းမှာပြန်သိမ်းမှာလားပေါ့ပြန်သိမ်းမယ်ဆိုရင်တော့ on မယ်မသိမ်းဘူးဆိုရင် off မယ်ဟောကျွန်တော်တော့ off လိုက်မယ်မသိမ်းတော့ဘူး okay ပြီးရင်ဟိုအောက်ဆုံးက audience control အဲ့ဒီခလုတ်ကိုတော့အလုံးဝဟို off ထားပေးရမှာပဲဖြစ်ပါတယ်အဲ့ဒီခလုတ်ကိုကျွန်တော်တို့ on ထားမယ်ဆိုရင်ဒါကျွန်တော်တို့ရဲ့ဗီဒီယိုတွေက view လုံးဝတက်မှာမဟုတ်ပါဘူးဟောကျွန်တော်တို့ off ထားပေးရမယ် okay အားလုံးပြီးသွားပြီဆိုရင်ဒီအောက်က post ကိုနှိပ်ပြီးဗီဒီယိုကိုတင်လို့ရပြီပဲဖြစ်ပါတယ် okay အားလုံးကိုကျေးဇူးတင်ပါတယ်